ကိုကြီးကိုကြီးကိုကြီး လာပါဗျာလာပါညီမလေးကိစ္စ ဟိုညီမကဘေးအိမ်ကိုကြောင်းလာတဲ့တယောက်ပါ သိတယ်ညီမလေးပြောမှာကိုသိတယ်ဟိုညီမလေးဟိုဈေးသွားလည်းသိတယ်ဟိုလမ်းလျှောက်တာလည်းသိတယ်အခုလှမ်းကြည့်ညာသိတယ် ဟာလေးညီမပြောစရာလေးတစ်ခုရှိတယ် တခုမကောက်အများကြီးပြောလို့ရတယ်အများကြီးပြောလို့ရတယ် ဟာလေးဟိုတိရလည်းမကြသေးရောပြောတယ်မပြောတယ်စဉ်းစားနေတာ ဟိုဘာဒီစဉ်းစားနေရတော့မစဉ်းစားပါနဲ့ပြောလို့ရတယ်ပွင့်ပွင့်လင်းလင်းလာပြောနော်အားမနာနဲ့ ညီမစိတ်တွေတာညစ်နေလို့ ဟိုဒီမျက်နှာလေးနဲ့စိတ်ညစ်တာနဲ့မလိုက်ပါဘူးဘာလို့စိတ်ညစ်တာလဲ ဟိုစိတ်ညစ်တာကြီးပြီးသွားအောင်လေဘာလေးပါလေးသွားပြီးတော့အရင်လေးပါလေးတောင်းစိတ်ညစ်တာကြီးဖွင့်ချမှာစဉ်းစားနေတာ ကောင်းတာဗောမလေးစိတ်ဆိုတာအဲ့လိုမျိုးတစ်ခါလေးကြာ relax လုပ်ပြရတယ်အဲ့လိုမျိုးဖြေဖြောပြရတယ်ကောင်းတယ် ဟုတ်တယ်ကိုကြီးဒီနေ့အားလား အားလား ဟုတ်တယ် အားတယ် အားတေးကြပါရဲ့နော် ဘာတေးကြတယ်တေးကြလားမတေးကြတယ်ဥစ္စာတေးကြတယ်အားတယ် အေးတကယ်တေးကြရဲ့နော် ဟောတေးကြပါလေဆိုတော့တေးကြတယ်အော်အဆင်တေးကြရင်ဟိုတိုင်းလာပါဦးလေးမနေရမယ်နော်ပြီးရင်မေးပြန်လာခေါ်မယ်သိလားဟုတ်ပြီသား မဟုတ်လေ ကျေးဇူးပဲနော်ကိုကြီးအဆင်တော့ကပြန်လာကြိုးလိုက်မယ်နော် မဟုတ်လေညီမလေးကိုအားရတော့ဟိုလိုအားရလေမဘာလေးပြောကြကုန်ပြီလေကွာဟုတ်လေညီမလေးကိုအားရဟိုလိုအားရလေဒီလိုထိမ့်ဖို့အားရမဟုတ်လေဟာမဟုတ်သေးပါဘူးကွာ哎呦我的妈！